အခုလေးတင်လူထုຫນွေဦးသတင်းဌာနကနေတင်ဆက်လာခဲ့တဲ့ဆောင်းပါးလေးကိုဖတ်ရတော့ကျွန်တော်တော်တော်ရင်ထဲဆိုသွားတယ်။ရန်ကုန်သားတွေနဲ့လက်ရှိမြို့ပြတွေမှာနေကြတဲ့သူတွေရဲ့စစ်တပ်အုပ်ချုပ်နေတဲ့ဘဝအခြေအနေတွေကိုသိရဖို့ဒီဆောင်းပါးလေးကိုနားဆင်ကြည့်သင့်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။လူထုຫນွေဦးသတင်းဌာနမှာရင်းဆက်ငြိမ်းချမ်းရေးသားတဲ့ရန်ကုန်မှာရန်ကုန်ပင်မှာလဲဆိုတဲ့ဆောင်းပါးကိုဖတ်ပြမှာပဲဖြစ်ပါတယ်။ရန်ကုန်မှာရန်ကုန်ပင်မှာလဲရန်ကုန်ဟာမိုးချုပ်တာနဲ့ညနဲ့သွားတော့တယ်လို့ညီငယ်တဦးကဆိုတော့အဲ့ဒီစကားရဲ့အတိတ်ပဲကိုကျွန်တော်နားလည်ဖို့ခက်နဲ့ဆက်တွေးရတယ်။ဒါပေမဲ့အာနာသိန်းအပြီးကိုဗစ်အလွန်ကလေးကရန်ကုန်ကနေစုခွာခဲ့ရသူဆိုတော့ပြစ်စက်ခတ်ရန်ကုန်ကိုအလုံးစုံငုံမိဖို့ဘယ်လွယ်တော့မလဲ။ဒါနဲ့ဘာကိုဆိုလိုတာလဲလို့မေးကြည့်မိတယ်။နောက်3မိနစ်အကြာမှာကျွန်တော်ရဲ့ Messenger ထဲည8နာရီကျော်ဆိုတဲ့စာသားနဲ့အတူဓာတ်ပုံ3ပုံအပြေးရောက်လာတယ်။သူ့တိုက်ပေါ်ကနေရိုက်လိုက်တဲ့ဓာတ်ပုံတွေလမ်းမပေါ်လျှက်စစ်မီးကလင်းနေပြင်မဲ့ခွေးတွေသာဟိုတစုဒီတကောင်ပြီးတော့ခက်ပြပြမြင်ရတဲ့လူတစ်ယောက်ဒါပဲည8နာရီကိုစွန်းယုံရှိသေးတယ်တစ်ချိန်ကဒီအိမ်ယာကြီးရဲ့ည8နာရီဆိုတာလူတယုံယုံနဲ့စီကားနေခဲ့တာကိုယ်တိုင်လည်းကောင်းကောင်းသိခဲ့ဘူးတာကြောင့်အံ့အားသင့်မိလူမစီတော့မှန်းသိပေမဲ့ခုလောက်ဆိုးလိမ့်မယ်လို့တော့မတင်တာဘူးဟုတ်တယ်အကိုဘယ်သူမှကိစ္စအရေးမကြီးပဲဒီအချိန်အပြင်မထွက်တော့ဘူးကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ရန်ကုန်ညတွေမရှိတော့တာကြာပြီလို့ညီငယ်ကပြောပြတော့တစ်ချိန်ကဝင်းပခဲ့တဲ့ရန်ကုန်ညတွေကိုပြန်ငေးမိတယ်မှတ်မိသေးတယ်တည်င်းဂျာနယ်တွေခေတ်တစ်ခေတ်ထူထောင်ခဲ့တဲ့2010ပတ်လည်လောက်တုန်းကတပတ်မှတစ်ကြိမ်ည9နာရီခွဲ10နာရီဖောင်ပိတ်ပြီးတဲ့အခါတနေကုန်ခေါင်းတွေအုံခဲသမျှကျွန်တော်တို့အဖွဲ့သားတွေ16လမ်းကိုတုတ်ချီချစ်တောက်နေတဲ့လေကြောင်းတဲ့ဘီယာအေးလေးစီးဝင်သွားရင်ကိုစမ်းချောင်းတဲ့ဒိုင်ပင်ထိုးချတယ်လို့စိတ်တွေကအလိုလိုကြည်သွားတော့တယ်ည9နာရီခွဲ10နာရီဆိုတာ16လမ်းအတွင်းမှာတော့အခုမှညနေဆောင်နေဆိုရုံပဲလမ်းဘေးမှာဖွဲ့စည်းထားတဲ့ဝိုင်းမှာကန်ကောင်းထောက်မစွာနဲ့ထိုင်ခွင့်ရလိုက်ရင်လွတ်လပ်လေးပြေကိုခွေးလိုက်ရတယ်လို့မျိုးလူတစ်ကိုယ်လုံးပေါ့ပါလို့16လမ်းဆိုတာလူမျိုးမရွေးဘာသာမရွေးအဆင့်အတန်းမခွဲအယောင်အသွေးစုံလာတဲ့ပြိုမတီတို့ကလည်း16လမ်းထဲရောက်ရင်အလိုလိုလှနေရောသလားငေးလိုက်တိုင်းလှနေတာမို့ကျွန်တော်တို့ရဲ့ဝိုင်းသိမ်းချိန်ဟာည12နာရီရဲ့ဟိုဘက်တောင်ရောက်ချင်းနောက်တရက်မနေ့အေးဆေးနှက်ချင်ရင်အိမ်ပြန်တယ်ဂျက်လိုမြန်တွေအောက်ဆိုင်ကားတွေကတာကီတက်ကနေတီရီမင်္ဂလာဈေးဟောင်းအထိတညလုံးအဆက်မပြတ်အဲ့ဒီတုန်းကတီရီမင်္ဂလာဈေးဟောင်းဆိုတာကိုမဖြတ်သိမ်းရသေးရောင်ပန်းဝယ်ပန်းကောင်းတုံးမှုတီရီမင်္ဂလာဈေးဟောင်းရောက်ရင်လူတွေတယုံတအုံနဲ့နှကန်းဒီထူဈေးကွက်ကလည်းတော်တော်အလုပ်ဖြစ်ကြတဲ့ပုံပဲကွယ်လွန်သွားပြီဖြစ်တဲ့မိတ်ဆွေကပြာဆရာဟိမ့်မြတ်စော်ကတော့တီရီမင်္ဂလာဈေးရောက်ရင်သူ့ဖောက်တဲ့ဆိုင်ထဲဝင်ဘီအီးတစ်ပိုင်းနဲ့နောက်တစ်ဖြက်အိတ်ချင်လာရင်ဇပွဲမှာပဲခေါင်းငိုက်ဆိုင်ပြီးကျိုးလိုက်မနေ့2နာရီခွဲ3နာရီလောက်ဆိုဇပွဲထိုးလေးကစကြောလေးပါလေးဆွဲပေးပြီးထတော့အကိုလို့နှိုးပေးသေးတဲ့အဲ့ဒီတော့မှပဲကိုလူကမျက်နှာလေးပါလေးတစ်ဈေးထဲကိုဝင်ကအိမ်အတွက်ဈေးပေါ်တဲ့ဟင်းသီးဟင်းရွက်တွေဝယ်ကလှိုင်သာယာကားပေါ်တက်အိမ်ပြန်ရောက်တော့မနေ့4နာရီကျော်ကျွန်တော်ကတော့သီရိမင်္ဂလာဈေးဟောင်းရောက်ရင်လှိုင်သာယာကားပေါ်တက်အခုဖွင့်နေတဲ့လှိုင်မြို့နယ်တဲကသီရိမင်္ဂလာဈေးသစ်မရောက်ခင်မှာဆင်းအိမ်ပြန်ရောက်ချိန်ကတကောင်ကျော်တနာရီဆိုပင်မဲ့စိတ်ထဲမှာလုံခြုံမှုမရှိဘူးလို့တကားမှမခံစားမိဘူးတခါတရံ16လမ်းကနေအိမ်ပြန်ဖို့ပြင်းလာရင်ရန်ကုန်မြို့ထဲဘက်ကီယာပြန်ထိုးပြီးရုံးမှပဲပြန်နှံ့လိုက်ရုံပဲဒုတိယအာနာယတန်းရွှေခေစုပေမဲ့ရန်ကုန်မြို့ရဲ့ညတကောင်ရံဟာလမ်းတလားရတာကြောက်သွေးမဝင်ပြီးကြံ့ဖုံအစိုးရလက်ထက်မှာလည်းအဲ့ဒီလိုပဲ NLD အစိုးရလက်ထက်ခေတ်သစ်စီရှေ့သို့ချီနေတဲ့အချိန်ငါတို့အစိုးရဆိုတဲ့မန်ကပြည်သူရင်ထဲမှာကြစ်လစ်
19 လမ်းဆိုတာရန်ကုန်ရောက်နိုင်ငံခြားသားတွေအတွက်ညတွေမှာလမ်းတလားရမယ့်နေရာတစ်ခုအဖြစ်တလူလူလွင့်လို့အခုတော့ည9 နာရီကျော်ရင်မြို့ထဲမှာတော့လိုင်းကားရဖို့မတိကြတော့ဘူးလို့ပြောတဲ့ညီငယ်ရဲ့အတန်ကနားထဲကိုကန့်လန့်ဖြတ်ဝင်လာတယ်။လိုင်းကားရဖို့မတိကြသလိုခုဘဝကိုပြန်ရပါမလားဆိုတဲ့စိတ်ကလည်းထိတ်ထိတ်ပဲလို့ညီငယ်ကဆက်ပြောတော့နားဆွင့်ရပြန်တယ်။ပေါ်တာဆိုတာ40ကျော်50လေဆွဲနေတယ်လို့ညီငယ်ကထပ်ပြောမှခုဘဝကိုပြန်ရပါမလားဆိုတဲ့စကားရဲ့အတိတ်ပဲကိုခရီးရီသဘောပေါက်လာတယ်။မြန်မာမှာနာမည်ဆိုးနဲ့ကြော်ကြားလွန်းလာတဲ့ပေါ်တာရန်ကုန်မှာဆွဲလိုက်တဲ့ပေါ်တာတွေကတောက်လေလူမှုကွန်ရက်ပေါ်ကလူပြောက်ကြော်ညာတွေဖွေးလို့စစ်တပ်ကလည်းဆွဲရဲကလည်းဆွဲပြူစောတိရက်ခွက်အုပ်ချုပ်ရေးပြီးတော့စစ်တပ်နဲ့ချိတ်ဆက်ထားတဲ့လူဆွဲကိုင်းတွေကလည်းပွားလို့အခုဆွဲနေတဲ့ပေါ်တာဆိုတာကမှတ်ပုံတင်ကြည့်ပြီးဆွဲနေတာမဟုတ်ဘူးည9 နာရီကျော်ရင်ကျွန်တော်အပြင်မထွက်ရတော့ဘူးလို့အသက်50ကျော်အရွယ်တောင်ဥက္ကလာမှာနေတဲ့မိတ်ဆွေရင်းတယောက်ကပြောပြလာတာအမှတ်ရမိတယ်ပြီးတော့2025လောက်ကထင်တယ်ငယ်တငယ်ချင်းပြောပြဖူးတဲ့အဖြစ်ဆိုးကလည်းအုံနောက်ထဲတန်းဝင်လာတယ်ငယ်တငယ်ချင်းရဲ့မိတ်ဆွေကအသက်55နှစ်ကျော်အရွယ်လူကလည်းဗိုက်ရွှဲရွှဲယောဂဗျာတွေကလည်းအစုံအလင်လူမြင်ယုံနဲ့အသက်ကြီးယုံတင်မကကျမ်းမာကြီးလဲမစွန်မှန်သိနေပေမဲ့ည9 နာရီကျော်အချိန်မော်လမြိုင်မြို့ထိပ်ဂိတ်အဖြတ်မှာဆွဲစီခံလိုက်ရတယ်စစ်မှုတန်းတင်နှန်းရောက်သွားတယ်ပြေးတော်မပြေးနိုင်တဲ့50ကျော်မှန်းတင်နှန်းဆရာတွေသိလို့ငွေ10 သိန်းကျော်ဖန်ပြီးအိမ်ပြန်ခွင့်ပြုလိုက်တယ်လို့ကြားခဲ့ဘူးတယ်ရန်ကုန်မှာပေါ်တာဆိုတာတယောက်မိရင်30မကကိုအတွက်ကြံတာမို့စစ်အုပ်စုဝင်တွေကလည်းတွက်ချေအကြိုက်ဆုံးစီးပွားရေးဖြစ်လာတယ်။အဲဒါကြောင့်လဲလှိုင်မြို့နယ်တဲကရက်ွက်တချို့မှာအုတ်ကြီးလက်ပါစီစိုက်ကားသမားတွေကညဘက်စိုက်ကားစီးလူငယ်တွေကိုပေါ်တာဆွဲကငွေလန်းဖြောင်းလို့ကြော့ကော့နေတဲ့ကားတစ်စီးလူ3ယောက်ဓားကိုစီဒုတ်အသင့်လူပြတ်တဲ့နေရာတွေနဲ့ညဥပိုင်းတွေမှာစောင့်ဖမ်းကံကောင်းရင်တရက်ထဲနဲ့3-4ယောက်ကားလေးတစ်စီးရင်းယုံနဲ့တရက်တာတိန်ကနန်း10 ချီဝင်ငွေရဖို့ဆိုတာတခြားဘယ်အလုပ်ရှိမလဲရန်ကုန်မှာကို့အတွက်ကိုအသက်လူရှူနေကြရတာဆိုတော့ကို့ရှေ့မှာရိုက်နှက်ပြီးကားပေါ်တင်သွားတာမြင်လဲကို့အနေရဲ့ကိုကြည့်ရှောင်ကဝင်မပါရဲ့အဲ့ဒါကြောင့်လဲရန်ကုန်မှာပေါ်တာဆွဲရတာတိတ်လွယ်နေကြတဲ့ပုံလူနာတင်ကားနဲ့တောင်ဆွဲနေတာဆိုတော့လမ်းပေါ်ရောက်တာနဲ့ကြားပေါ်တဲ့တော်တဲ့ရောက်သွားတဲ့အတိုင်းပဲဖုန်းလည်းမကြည့်ရဲဘူးငောင်လည်းမငောင်ရဲဘူးမျက်စိရှင်ရှင်ထားပဲလို့တကုံတောင်မှနေတဲ့အသက်40အရွယ်မိတ်ဆွေကပြောတယ်မျိုးစွန်ဘက်သွားလူသိမ့်မပါတဲ့လိုင်းကားတွေပေါ်တာတက်ဆွဲနေတဲ့သတင်းတွေလည်းထွက်နေတာကြောင့်အလုတ်ကအပြန်ကားပေါ်မှာထိုင်စရာရလဲမအိပ်ရတော့ကားပေါ်မှာလူများလာရင်ကပိုင်း၌ကိုတတိထားရပေမဲ့ပေါ်တာကိုပူကြောက်ရတာမို့ခကြီးတဲ့ရော့မသွားစေဖို့သာတိုးတိုးတိတ်တိတ်ကြိတ်စုတောင်းရတယ်လို့ဆိုတယ်ရန်ကုန်မှာကြက်ဥတစ်လုံး950မိသားစုဝမ်းဆိုဖို့ဝေးစွာရက်မပြက်ထမင်းနဲ့မှန်ရေးကိုတော့အလူးအလဲယူးပြဲနေအောင်ယုံနေရအလုတ်သွားအလုတ်ပြန်ရန်ကုန်မြို့တွင်နဲ့တကုံတောင်လူပေါင်း16000သွားလာနေတယ်ဆိုပေမဲ့အခမ်းမသိလို့ပေါ်တာမိရင်ပွဲပြီးသွားနိုင်တာကြောင့်တာရဲတွင်တဲ့အလုတ်ဆင်းနေရတယ်လို့မျိုးဖြစ်နေတယ်ဖြစ်နိုင်ရင်ရန်ကုန်မှာမနေချင်တော့ဘူးလို့သူကဆက်ပြောတယ်ရန်ကုန်မှာပြေးစရာမြေမရှိတဲ့ဘဝများစွာရန်ကုန်မှာကိုယ့်ဘဝကိုဘယ်မှသွားရှာရမလဲလို့ရန်ကုန်သားတွေကညီးကြတယ်ရန်ကုန်မှာဘဝတွေတောင်ဒီလောက်ပျောက်ဆုံးနေတာရန်ကုန်မှာညတွေပျောက်ဆုံးသွားတာဘယ်ဆန်းလိမ့်မလဲရန်ကုန်မှာရန်ကုန်လဲပျောက်ဆုံးနေတယ်ရန်ကုန်မှာရန်မကုန်သေးတော့လဲချစ်ချစ်တော့ပူနေအောင်မှာပဲဒါပေမဲ့ရန်ကုန်ဟာဘုံတွေတဝုံဝုံကျဲခဲ့တဲ့ဒုတိယကမ္ဘာစစ်တုံးကလည်းမသေးအင်းစိန်နာတိုက်ပွဲဖြစ်နေတဲ့ရန်ကုန်အစိုးရခေတ်မှတောင်ရန်ကုန်မှာရုပ်ရှင်ပြမပြဲရန်ကုန်ဟာဘယ်တုန်းကမြန်တည်ခဲ့ဖူးသလဲလို့မေကွန်းထုတ်သူတွေလည်းရှိတယ်ရန်ကုန်မှာလက်သီးကိုချစ်ချစ်ပါအောင်စုပ်ထားကြဖို့လိုမယ်ရန်ကုန်ဟာပြန်လာပါလိမ့်မယ်
လင်းဆက်ငိမ့်ချမ်းရေးသားသည့်ရန်ကုန်မှာရန်ကုန်ဘယ်မှာလဲဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြတာပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်။ကျွန်တော်တို့ဦးຫນွေ channel လေးကိုလည်း like လေးနဲ့ subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။